ကဲဒါတွေတော့ဒါလေးပဲမန္တလေးတိုင်းပျော်ဝယ်မြို့နယ်မင်းနှန်းရွာဖြစ်ပါတယ်ဖုန်းနံပါတ်ကတော့06636999ဒါလေးရတော့ share ပါဒီမှာနော်ဒါလေးတွေကခက်ဖက်နဲ့သူကမြဲအောင်လို့လုပ်ထားတာနော်ဘောင်းမီတွေပါတယ်မှာ share လို့ရှိရင်အောက်တွေပါတယ်လွတ်မကြအောင်လို့ဆက်သွယ်နိုင်ပါတယ်ပြောလိုက်တာမပြောသေးဘူး